ပြီးခဲ့တဲ့အပိုင်းမှာတော့မင်းသားကလှည့်ထွက်လာတာကနေစပါတယ်အခုအပိုင်းမှာတော့ဒီမိသားစုရဲ့ဗန္နာရေးခြေအနေကတကယ်ကိုစိတ်ပျက်စရာကောင်းလောက်အောင်ဆိုးရွားနေတာပါနှစ်ပေါင်း900တောင်တောင်းခံနိုင်ခဲ့တာကကိုအံ့အားစရာပဲလို့သူတွေးမိတယ်အမှန်တိုင်းပြောရရင်သူတို့ဘလို့များဒီလိုခြေအနေမျိုးရောက်သွားရတာလဲဆိုတာသူသိကျင်နေခဲ့တာပါဒီတော့ရော့ကဲကပြောပြပါတယ်အဲ့ဒါကတော့သူ့ရဲ့ဘိုးဘေးတွေဟာမိသားစုရဲ့အရင်ကဂုံတိတ်ခါကိုပြန်လည်ရရှိဖို့နဲ့အခြေအနေကောင်းအောင်ပြန်လုပ်ဖို့မျှော်လင့်ခဲ့ကြလို့ပါပဲသူ့ဘိုးဘေးတွေဟာလိုအပ်လာရင်ဘာမဆိုလုပ်ဖို့အသင့်ရှိခဲ့ကြပါတယ်မိသားစုရဲ့ဂုံသတင်းကိုပြန်ဆယ်ဖို့သူတို့မှရှိသမျှစီးစိမ်ဝိဆာနဲ့အာနာအားလုံးကိုအသုံးပြုခဲ့ကြတာပါဒါပေမဲ့မိသားစုဝင်တွေစီလက်ဆင့်ကမ်းလာတဲ့ချိန်စာကြောင့်သူတို့ဘလောက်ပဲစူးစမ်းအရာမထင်ခဲ့ပါဘူးသူတို့ရဲ့ကြိုးပမ်းမှုတွေကအချီးနှီးဖြစ်ခဲ့ရပါတယ်ကဘာကြီးကိုကယ်တင်ခဲ့တဲ့သူရဲကောင်းတယောက်ရဲ့အင်ဂေဟာဒီလိုနဲ့ပဲပျက်စီးခြင်းတို့ရောက်ခဲ့ရတာပါအမှန်တိုင်းပြောရရင်သူကိုယ်တိုင်လည်းအဲ့ဒီအကြောင်းတွေကိုမှတ်မိရလားတော့မသိပါဘူးဒါပေမဲ့အရာမဖြစ်ရဲ့ကြီးတစ်ခုကြောင့်သူလောဝက်ကြော်ကြာသတိမေ့သွားခဲ့တာကလည်းမိသားစုရဲ့ဂုံတိတ်ခါကိုပြန်ဆယ်ဖို့စူးစမ်းရင်းဖြစ်ခဲ့တာပါသူဟာသူရဲကောင်းတယောက်ရဲ့အရေးချင်းရှိကြောင်းတက်တည်ပြချင်ခဲ့လို့ကိုအစွမ်းကုန်တွန်းအားပေးခဲ့တာပါအဲ့ဒီအကြောင်းကိုကြားတော့ကျွန်တော်တို့ရဲ့ကောင်လေးကထိုင်ကုန်ကနေထလိုက်ပြီးအခုအခြေအနေမှာသူတို့လုံနိုင်တာတိတ်မရှိတော့ဘူးလို့ပြောပါတယ်အဖိုးကြီးကလည်းအရာအလုံးအတွက်တောင်းပန်ရှာပါတယ်ဒါပေမဲ့တခုခုတော့လုံနိုင်တာရှိမှာပါလို့သူတွေးမိတယ်သူ့အသက်ကိုစတေးရရင်တောင်မှအကျွေးတွေအကုန်ပြန်ဆက်နိုင်ဖို့နေလန့်ရှာရမှာပါဒါပေမဲ့ဆမ်မင်းကတော့တခုခုစဉ်းစားမိသွားတာကြောင့်အဲ့ဒီလောက်အထိလှုပ်เสียရမလို့ကြောင်းပြောလိုက်ပါတယ်နောက်ဆုံးတော့အကျွေးကိုတနည်းနဲ့ပြန်ဆက်ဖို့ပဲလိုတာမလားတကယ်တော့ဒီကိစ္စကကောင်းတဲ့ရလဒ်ထွက်လာမှာတော့မဟုတ်ပါဘူးခဏကြာမှာတော့အချွေရန်တွေအားလုံးမင်းတက်သွားကြပါတယ်အဲ့ဒီကလေးကသူရဲကောင်းရဲ့ရုပ်တုကိုယူသွားခဲ့တာကိုလိုအပ်လဲစိတ်လုံးမတက်ဖြစ်သွားပြီးမနေ့ကအထိဒီနေရာမှာရှိနေတဲ့ရုပ်တုဘယ်ရောက်သွားတာလဲလို့လိုက်မင်းနေပါတော့တယ်ဒါပေမဲ့အဲ့ဒါကအခုချိန်မှာအရေးကြီးဆုံးမဟုတ်သေးပါဘူးသူကတခင်ကြီးကိုအရင်ရှာဖို့လိုနေတာပါအဲ့ဒီအချိန်မှာပဲစစ်တီတယောက်ရောက်လာပြီးလုံခြုံရေးအားနည်းနေချိန်မှာတခင်ကြီးထွက်သွားလို့ပြဿနာတက်နေပြီလို့လာပြောပါတယ်ချက်ချင်းဆိုသလိုပဲဇိုးဝမ်ကဘာဖြစ်နေလဲဆိုတာရိပ်မိသွားပြီးတခင်ကြီးဘာလို့ဖို့ကြံစီနေတာလဲဆိုတာတွေးပူနေပါတော့တယ်တစ်ဖက်မှာလည်းအဲ့ဒီကလေးကတော့ရုပ်တုကိုလဲပေါ်တင်ပြီးတရွတ်တိုက်ဆွဲသွားနေပါတယ်မြင်းလဲမောင်းသမားကမေးခွန်းတစ်ခုမေးချင်နေတယ်ငမင်းပကသူဘသူလဲလို့မေးလိုက်တော့အဲ့ဒီလူကအံ့အားသွားပါတယ်ဘာလို့လဲဆိုတော့သူကရုပ်ဝဲရလဲဖြစ်ပြီးတခင်ကြီးရဲ့ကိုရံတော်စစ်တီဖြစ်တာဝန်ထမ်းဆောင်နေသူမှုပါလိုဝဲရလဲကအဲ့ဒီရုပ်တုကိုတကယ်ပဲရောက်မှလားလို့မေးပါတယ်ကောင်လေးကလည်းအေးလေတာကိုအရေးချအိုလိုက်ရင်ပိုက်ဆံအများကြီးရမှာပဲလို့ဖြေပါတယ်ဒါကအရန်ရေးကြီးတဲ့ရုပ်တုဖြစ်ကြောင်းကျိုးဝဲရီလဲကပြောဖို့စူးစမ်းပေမဲ့ခမင်းကတော့နားမထောင်ပါဘူးဒီနှစ်ပေါင်း900ရာဇဝင်ကငါတို့ကိုထမင်းကျွေးမှာမို့လို့လားလို့ပြန်မေးပါတယ်အဲ့ဒီရုပ်တုတစ်ခုတည်းရောင်းယုံနေတော့အကျွေးတွေအကုန်မဆက်နိုင်ဘူးလို့ရိုးဝဲရီလဲကပြောပြန်ပါတယ်ဒါပေမဲ့ခမင်းကတော့ဒါဟာသူ့စီစဉ်ရဲ့အစိပ်ပိုင်းသေးသေးလေးပဲရှိသေးကြောင်းရုပ်တုခဲ့ရတဲ့ပိုက်ဆံကိုသုံးပြီးလောင်းကစားလုပ်ကငွေ30တူညအနိုင်ရအောင်လုပ်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်ဟာဒီကောင်တော့အတော်မိုက်တာပဲလို့စစ်တီကတွေးပြီးလန့်သွားတာပေါ့တကယ်လို့ပိုက်ဆံတွေအကုန်ရှုံးသွားရင်ဘာဖြစ်မလဲလို့သူတွေးမိတဲ့အစီအစဉ်ကဒါမျိုးမှန်းသာသိရင်သူလိုက်လာမှာမဟုတ်ပါဘူးအခုတော့ပြန်လှည့်ပြီးခွင့်လွှတ်ပေးဖို့တောင်းပန်တင်ပြီလို့သူထင်နေပါတယ်ဒါပေမဲ့နောက်ဆုတ်လို့မရတော့ပါဘူးညမင်းပစ်ကအခုပြန်သွားရင်ဘိုးဘေးကြီးရဲ့ရုပ်တုကိုဘာလို့ယူသွားရလဲဆိုတာရှင်းပြရလိမ့်မယ်လို့ပြောပါတယ်ပြီးတော့လောင်းကစားဖို့ပိုက်ဆံလို့ပါလို့အကြောင်းပြရင်သူတို့ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ပါဘူးဒါအပြင်သူသားပြန်မလာရင်မိသားစုကနေအပြီးအပိုင်နှင်ထုတ်ခံရမှာတေချာပါတယ်သူကအဲ့ဒီနေရာရဲ့အရှင်သခင်ဖြစ်လို့သူ့ကိုတော့ဘာမှလုပ်မှာမဟုတ်ပေမဲ့သူတယောက်တည်းပဲနှင်ထုတ်ခံရမှာမဟုတ်လားဒီတော့အဲ့ဒီကလေးကဘာဖြစ်နေလဲဆိုတာတီးပြီးသားဖြစ်လို့ဆက်သွားဖို့ကလွယ်ရင်တခြားရွေးချယ်စရာမရှိတော့ပါဘူး။မင်းပစ်ကလိုဝဲရီလဲကိုသူ့အတွက်ဘယ်ရာကအကောင်းဆုံးဖြစ်မလဲဆိုတာတေချာစဉ်းစားဖို့ပြောပါတယ်။ပြပုံတွေကသူတောင်းစားဖြစ်မလားဒါမှမဟုတ်မိသားစုအတွက်ဂုဏ်ဆောင်ပေးနိုင်တဲ့သူရဲကောင်းဖြစ်မလားဆိုတာရွေးခိုင်းလိုက်တာပါ။လိုဝဲရီလဲလည်းရွေးချယ်စရာမရှိတော့တာကြောင့်ဆက်သွားဖို့ပဲဆုံးဖြတ်လိုက်ရပါတယ်။ဒီကောင်လေးတတိပြန်ရလာပြီးကလေးကစရိုက်တွေပြောင်းသွားတယ်လို့သူထင်နေပါတယ်။ဒီကောင်ကတကယ်ကိုမကောင်းဆိုပါ။အဘဲလို့သူတွေးမိတာပေါ့။ခဏအကြာမှာတော့သူတို့နှစ်ယောက်လေစိတ်တစ်ခုနာရောက်လာပါတယ်လေစီးပြီးနောက်ဆုံးမှာတော့သူတို့သွားမယ့်နေရာကိုရောက်သွားကြပါတယ်စိတ်ကဲမျိုးတစ်ခုမှာရုပ်တုကိုရောင်းချနိုင်ခဲ့ပါတယ်ငမင်းကပတ်ဝန်းကျင်ကိုကြည့်ပြီးဒီနေရာကတော်တော်လေးပြောင်းလဲသွားတာပဲလို့ပြောပါတယ်ရိုးဝဲရီလဲကသူအရင်ကဒီကိုရောက်ဖူးလားလို့မေးတော့ဇမင်းပစ်ကနင်းနေပါဒါပေမဲ့အရင်ကဒီလိုမျိုးမဟုတ်ဘူးလို့ဖြေပါတယ်အရင်တုန်းကတော့အဲ့ဒီနေရာဟာဘီလူတက်တော်တကောင်ကြောင့်တွာလာရခက်ခဲပြီးလူသူကင်းမဲ့တဲ့ကျွန်းဖြစ်ခဲ့တာပါဘာပဲဖြစ်အခုတော့နှစ်ပေါင်း900တောင်ကုန်လွန်သွားခဲ့ပြီပဲလေသွားဖို့အကြံရကြတယ်အချိန်တွေကုန်လွန်သွားပြီးသူတို့နှစ်ယောက်မျိုးထဲမှာလှည့်ပတ်သွားလာရင်ပတ်ဝန်းကျင်ခြေအနေတွေကိုလေ့လာခဲ့ကြတယ်နောက်ဆုံးတော့လောင်းကစားရမယ့်အချိန်ရောက်လာပါပြီဒီကိစ္စကကောင်းကျိုးမပေးဘူးဆိုတာကျွန်တော်သိနေတဲ့စမန်နယ်မင်းဘက်ကတော့အချိန်မဆွဲပဲအထဲကိုဝင်ကျင်နေပြီဒါပေမဲ့ကောင်လေးကသူ့ကိုခစ်တက်ဆောင်ခိုင်းတယ်သူအပြင်မှာလေညင်းလေးရင်ခံကျင်သေးတယ်လို့ပြောပြီးဂိမ်းတိုင်းကိုအနိုင်ရမယ့်နီလန်းရှိမရှိမေးလိုက်တယ်အဲ့ဒီအခါအဲ့ဒီကလေးကလောင်းကစားမှဆိုရင်မင်းရဲ့စိတ်နေစိတ်ထားကအရေးကြီးဆုံးပဲလို့ယုံကြည်ချက်ပြည့်နဲ့ပြောလိုက်တယ်ဒါပေမဲ့မိနစ်အနည်းငယ်ကြာမှာတော့အဲ့ဒီကလေးကရှိသမျှအကုန်လုံးနီးပါးရှုံးသွားခဲ့တယ်ဝိုင်းရဲ့တစ်ဖက်ချမ်းမှာရှိတဲ့လူက
သူစက်ကစားဦးမှာလားလို့မေးတယ်ကြည့်ရတာသူမှာပိုက်ဆံမကြံတော့တဲ့အတွက်အဲ့ဒီမှာတင်ရက်တင်နေမဟုတ်လားဒါပေမဲ့ဇက်လိုက်ကတော့ဆုံးဖြတ်ချက်ချပြီးသားဖြစ်နေပြီးဖိလစ်လိုရီလန်ကိုကြံနဲ့ပိုက်ဆံအကုန်လုံးလောင်းဖို့ခိုင်းလိုက်တယ်တစ်ဖက်လူကစိုးရိမ်သွားပြီမဲ့တခြားရွေးချယ်စရာမရှိတော့ဘူးလေဟုတ်တယ်မလားစမန်ကတော့ယုံကြည်ချက်အပြည့်နဲ့ရှိသမျှအကုန်လုံးကိုတခါတည်းလောင်းခိုင်းလိုက်တယ်ဖိလစ်ကတော့သူ့မိသားစုတော့တေချာပေါက်ဒုက္ခရောက်တော့မယ်လို့တွေးနေခဲ့တယ်တစ်ဖက်လူကတော့သူတို့ကစားပွဲအတွက်မင်းတော်တော်လေးစိတ်လှုပ်ရှားနေမှာပဲလို့ပြောတယ်အဲ့ဒီအခါဆွန်အဲကေကစိုးရိမ်နေုံနဲ့ရလက်ကပြောင်းလဲမသွားဘူးလို့ပြန်ပြောလိုက်တယ်အဲ့ဒီလိုဆိုရင်လည်းဖဲချက်တွေကိုအခုပဲလန်လိုက်ကြရအောင်လို့တစ်ဖက်လူကပြောတယ်သူကသူ့လက်ထဲကဖဲချက်တွေကိုယုံကြည်မှုအပြည့်နဲ့သူနိုင်ပြီလို့ထင်နေတာဒါပေမဲ့ဆွန်ကသူ့ကိုခဏဆောင်ခိုင်းပြီးနောက်ဆုံးမှာသူ့ရဲ့ဘဲချက်တွေကိုပြလိုက်တယ်အဲ့ဒီလူကသူရှုံးသွားတဲ့အတွက်အန်တာတော်လှုပ်သွားတဲ့ဇက်လိုက်ကတော့အေးအေးဆေးဆေးပဲကောင်းမွန်တဲ့ပွဲစဉ်တစ်ခုပါလို့ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်သူငယ်ချင်းအဲ့ဒီလူကတော့ရှုံးနေမှုကိုမကျေနပ်ပဲသူတခုခုလိန်ထားတာဖြစ်မယ်လို့ပြောတယ်စမန်ကတော့သူ့နောက်ကလူတွေကသူ့ကိုဖဲချက်တွေအကြောင်းအကုန်ပြောပြနေတာသူကောင်းကောင်းသိတယ်လို့ပြန်ပြောလိုက်တယ်ဘေးနားကကြည့်နေတဲ့လူတွေအကုန်လုံးကသူ့ရဲ့လက်အောက်ငယ်သားတွေဖြစ်နေတာကိုသူမသိပဲမနေပါဘူးဒါပေမဲ့သူအဲ့ဒီကွက်ထဲကိုခဏခဏကြက်နေရတဲ့အကြောင်းရင်းကတော့ဖဲချက်တိုင်းကိုသူကင်တွယ်ဖို့လိုအပ်လို့ပဲသူကဖဲချက်တွေထဲမှာမာနမုန်းဖြစ်အနှဲငယ်ချန်ထားခဲ့ပြီးအဲ့ဒီနီးနဲ့သူကမှတ်သားချက်တွေနဲ့ထိန်းချုပ်နိုင်ခဲ့တာပါအဲ့ဒီနီးနဲ့သူနိုင်ခဲ့တာဖြစ်တယ်ပြီးတော့စမန်ကသူ့ကိုအရှုံးပေးဖို့ပြောလိုက်တယ်ဒါပေမဲ့ပြောင်းပြန်တွေဖြစ်ကုန်တဲ့အဲ့ဒီလူကကောင်လေးနောက်ကိုလူတစုလွတ်လိုက်ပြီးကောင်လေးကတော့ဒီနှတုံးတွေကနှစ်ပေါင်း900ကြာပြီးတာတောင်အရင်တိုင်းပဲလို့ပြောတယ်။သို့အခုတော့အရင်လိုမာနမင်းရဲ့ပမာဏအများကြီးမရှိတော့ဘူး။ဒါပေမဲ့သူတို့ကိုရင်ဆိုင်ဖို့အတွက်ကတော့ပြဿနာမရှိပါဘူး။အဲ့ဒီအချိန်မှာတင်ကျေးစားစစ်တီတစုကဇက်လိုက်နဲ့ဖိလစ်စီကိုအချိန်မဆွဲပဲပြေးဝင်လာကြတယ်။ဖိလစ်ကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီးလာကန်ရေကန်ကမိသားစုရဲ့တူးတဲ့သောအမွေဆက်ခံသူကိုဘလို့တောင်ရန်ပြည့်ရတာလဲလို့မေးလိုက်တယ်ဆိုလိုတာကသူဟာသူ့ရဲ့အသက်ကိုယ်တောင်ရင်းဖို့အစင်သင့်ဖြစ်နေတာပါအဲ့ဒီအချိန်မှာပဲဟိုလူကကြောက်လန့်ပြီးစီးထွက်မတက်ဖြစ်သွားကသူအမားကြီးမားသွားပြီလို့ပြောတယ်ဒါပေမဲ့တောင်းပန်ဖို့ကနောက်ကျသွားပြီမဟုတ်လားတစ်ဖက်မှာတော့ကျွန်တော်တို့ကောင်လေးကအဝေးကနေအကုန်လုံးကိုစောင့်ကြည့်နေခဲ့တယ်ခိတ္တကြာမှာတော့သူတို့ကပိုက်ဆံများကြီးနဲ့အဲ့ဒီနေရာကနေအေးအေးဆေးဆေးပဲထွက်လာခဲ့ကြတယ်ပြန်တွေးကြည့်တော့ဆွန်ကအဲ့ဒီကောင်လေးကိုကုန်ပစ္စည်းတဲ့သူဖြစ်ပဲအတုံးဝင်မယ်လို့ထင်ခဲ့တာဒါပေမဲ့သူကထင်ထားတာထက်ပိုပြီးအရေးချင်းရှိနေတယ်ဘာပဲဖြစ်ဖြစ်ဒီနေ့နိုင်ခဲ့တဲ့ပိုက်ဆံကမစိုးပါဘူးဒါပေမဲ့နောက်ဆိုရင်တော့လောင်းကစားရုံတွေကိုအသုံးပြုဖို့ခက်သွားပါလိမ့်မယ်